Nicolaba! Zamehi lava que Zamehi lava que Dinele Zamehi la to cake Zame to the Zajame Zamehi la jague Zame Zamehi la que do alo sound nine do hey Tolong siari ko tu lawe Josia kesaji Zamehi la que Zamehi la que Dinele Zamehi la Wine to alo to Zajame Zamehi la jague today Josia Sesame Street Hello ဘယ်သူမှမရှိကြဘူးလား Oh hi အာနီကမတွေ့မိဘူးလားနော်ဘယ်ရောက်နေလဲမသိဘူး Howdy Molly bro အားလုံးမင်္ဂလာပါ အာနီအဖေမင်းဘာလုပ်နေရလဲစဉ်းစားပြုတ်ကြလို့နာပုံမှန်ဖြစ်ကွာ ဒါဆိုစင်မီ bro စင်မီတော့ပြီ bro Hey ဒီနေ့အာနီပြောတဲ့ဘောနဲ့ဟောအကြောင်းငါတို့တွေအတူတူကစားမှာမဟုတ်လားကဲပေါ်ဆိုရအောက်ရဲ့စန့်ကျင်ဘက်ဆိုတာမင်းသိလားအာနီကဲမတာတာအာနီပြောတာပဲလို့ အာနီ ရှင်ဆုံးအာနီပြောမယ်မတက်ရက်နာမင်းထိုင်နေတယ်ဆိုရင်ထရမယ်လို့ပြောတာပေါ့ကွာ ငါပေါ်နေအခုဘလို့ဆင်းမလဲဟာ ငါမင်းစီလာခဲ့ပါမယ်ဘယ်ကြည့်အာနီပြောတယ်လက်မတွေကို အာနီမသိရင်တော့ငါအမြင့်ကြောက်တာမင်းသိတယ်နော်ကဲအာနီပြောမယ်လက်မတွေကို outside ငါကောင်းလို့မဲ့တွေ့ Okay အာနီပြောတယ်လက်တွေကိုမြောက်ဝေးကဲလေးထဲမှာဘိုးဘွားဒီလိုမြောက်ဒီလိုကဲအာနီပြောတယ် အာနီ မင်းတို့ရဲ့လက်တွေအားလုံးကိုမြေကြီးဘက်ကိုဒီလိုအောက်ချထားတော့ ဒီကနေအောက်ကိုမမီဘူး Okay အာနီပြောမယ်ပေါ်ကြည့် Hey bird မင်းပေါ်မှာဘာလုပ်နေလဲ အာနီဒါနောက်စရာမဟုတ်ဘူးကွာ အာနီပြောမယ်အားလုံး bird ကိုလက်ပြကြပါ Bye bye bird ဟမ်အာနီဘယ်သွားမလဲငါ့အပေါ်မှာမထားခင်နဲ့အောက်ချပဲ bird ဘာလဲ ဘလို့လုပ်လိုက်တာလဲ Hey ကျမဆိုရီပါဒီတေးတန်ကကျမပြောစရာပဲခုံပေါအောင်လုပ်နိုင်နဲ့ဝူးဒီရောင်ပြောင်းလုပ်တယ်ကျမတို့လိုက်ထားကြလေအော်ဒီတေးတန်ကကျမဝမ်းနဲ့အောင်လုပ်တယ်ဝမ်းနဲ့ကကြရအောင် Yeah ကောင်းလိုက်စိုက်ချလက်တွဲလောက်ချပြီးပဲရှောက်ကြရအောင်သက်ပြင်းလက်ချYeah Wow ဒီတေးတာကကြောက်စရာကြီးအော်ကြောက်စရာပါလားနင်တို့ချောက်မယ်မျက်စိပွအောင်လုပ်ပြီးနင်တို့လည်းအိတ်ချင်မှာပဲဒီလောက်အိတ်ချင်အောင်လုပ်နေရဟ
လောက်တာကြည့်ပါဦးဒါမျက်နှာတစ်ခုကဲကြည့်လိုက်စဝိုင်းပေါ်မျက်နှာဒါကမျက်လုံးအပေါ်ကနှာခေါင်းဒါကပါးစပ်ကဲကြည့်ရရစဖြစ်နေဘူးလားအမေကမျက်နှာနှာခေါင်းနဲ့ပါးစပ်ပေါက်တွေတုံနေရတယ်မရှိဘူးလို့ထင်တယ်မဟုတ်လားဟုတ်ပါမျက်နှာပုံမချဘူးမပုံနဲ့အမေပြပြမယ်โอเคအမေပါးစပ်ကိုဒီမှာထားလိုက်မယ်နှာခေါင်းကိုတော့ဟောဒီနေရာမှာထားမယ်ကဲအားလုံးပြီးပါပြီအော်ဒါလည်းမမှန်သေးဘူးတခုခုမှားနေတယ်လို့အမို့ထင်တယ်ဘလို့ထင်လဲဒါမျက်နှာနဲ့တူလားတော့မတူထင်တယ်အမို့ထပ်လို့ကြည့်မယ်โอเคအမို့နှာခေါင်းကိုအောင်ချလိုက်မယ်မျက်လုံးကတော့ဟောဒီမှာအပေါ်တင်လိုက်မယ်ထာဒါကဲဘလို့လဲနော်ဒါလည်းမမှန်သေးဘူးနော်ကြည့်ရရေးကောင်းနေတော့မယ်အော်လေအမဘလို့လုံးမလဲအမကမျက်နှာတစ်ခုလှုပ်ချင်နေတာနေပါဦးဟေးမင်းမျက်နှာရှိတာပဲမင်းမျက်လုံးနှာခေါင်းနဲ့ပါးစပ်ပဲမရှိလဲမလုံးနဲ့နော်အမမင်းမျက်နှာကိုကြည့်ချင်လို့မလုံးနဲ့ဟုတ်ပြီမျက်နှာထိပ်ပိုင်းမှာမျက်လုံးရှိတယ်ဆိုတော့โอเคမလုံးနဲ့โอเคနှာခေါင်းကိုရွှေ့โอเคမျက်လုံးကိုရွှေ့โอเคပါးစပ်ကိုရွှေ့မျက်လုံးကအပေါ်ဆုံးမှာဒီလိုကဲလားကဲနှာခေါင်းမလုံးနဲ့အမနှာခေါင်းကိုကြည့်နေတယ်ကြည်စမ်းကဲနှာခေါင်းကမျက်နှာလည်းမရှိတယ်နော်โอเคမလုံးနဲ့โอเคဟောဒီလိုမျက်နှာလည်းမနှာခေါင်းကိုထားလိုက်နောက်ဆုံးမျက်နှာတစ်ခုလုံးမှာပါးစပ်ပဲကျန်တော့တယ်ပါးစပ်ကမျက်နှာအောက်ချမဆိုတော့ကဲမထားလိုက်ကဲဘလို့ထင်လဲအားလုံးမနိုင်မဟုတ်လားဝါကဲမင်းမျက်နှာနဲ့လည်းတူပါပြီမဟုတ်လားကဲအမိုးမျက်နှာလည်းတူပါပြီကြည်စမ်းမျက်လုံးကထိတ်မှာနှာခေါင်းကအလဲမှာကဲကြည်စမ်းပါးစပ်ကအောက်မှာပြီးသွားပြီဗောအမိုးကိုကြီးရဲ့အတွက်သူပဲကျေးဇူးတင်တယ်ဝေါအမိုးမျက်နှာကိုရမ်းချိတ်သွားပြီမဟုတ်လားမျက်နှာတွေကိုလည်းအမိုးချိတ်တယ်ငါတို့မျက်နှာတွေလှတယ်ကွာHerbert ငါစဉ်းစားမိတယ် အနီငါကစားနေတယ်ကွာ အော်နေဦးငါ့ကိုပြောနေမပြောနဲ့မင်းဘာကစားနေလဲဆိုတာငါမှန်းကြည့်မယ် okay โอเคပြောလေ ကောင်းပြီငါပြောမယ် Bert မင်းကစားနေတာဖြစ်နိုင်တာကအိုးဒီဘူးကွာစုံလွဲကိန်းလား Bert မဟုတ်ဒီနေ့အဲ့ဒီဂိမ်းမကစားဘူးအနီအဲ့ဒီဂိမ်းကိုတော့ကြိုက်ပါတယ်okay လေ Bert ဒါဆိုမင်းခိုးကိန်းကစားနေတာဖြစ်ရမယ်ဟုတ်လား Bert မဟုတ်ဘူးမှားပြန်ပြီ ဟုတ်လားဒါဆိုမင်းဟာစုံလွဲကိန်းနဲ့ခိုးကိန်းကစားနေတာမဟုတ်ဘူးပေါ့မဟုတ်ဘူးမှားပြန်ပြီအဲ့ဒီဂိမ်းတွေကမင်းကြိုက်ဂိမ်းတွေမဟုတ်လား Bert ကြီးဟုတ်တာဗောဒီလိုရှိတယ်အာနီယာကဲအရှုံးပေး Bert မင်းနိုင်တယ် ဟိုအာနီငါအမေကိန်းကစားနေတာကွာအောင်မီဟုတ်ပါအိုးငါမစင်းသားမိဘူးကွာဒီအမေကိန်းကစားနေတာကွာအာနီယာငါခုပါဆွဲနေလဲဆိုတာမင်းခံမနိုင်လားခုအမေကိန်းကပုံငါဆွဲနေတာမင်းမှန်နိုင်လားကဲကောင်းပြီစမ်းမယ်အရင်ဆုံး၄တောင်တစ်ခုငါဒီလိုဆွဲတယ်ဒီလိုမျိုးပြီးတော့ tree gun တစ်ခုကိုအပေါ်မှာထပ်ဆွဲတယ်ဒါပါလဲဆိုတော့မင်းသိလားနေဦး၄တောင်နောက်ထပ်နှစ်ခုဒီလိုမျိုးပြီးတော့ဒီမှာက stew gun တစ်ခုပြီးတော့စဝက်တစ်လေးတစ်ခုဒါပါလဲဆိုတော့ပြောနိုင်လားဒါအိမ်ဘော်ကအုံမီးပုံဘောကဲနောက်တစ်ခုလောက်ရအောင်စတူကန်နဲ့ဒရီကန်ကိုခြံထားပြီးကုန်ဖြတ်လိုက်မယ်ဒီနေရာတွေမှာ
ဒါလေးတွေကိုထည့်လိုက်မယ်ဒီနေရာမှာနောက်တစ်ခုဒါဆိုခံမနိုင်လား line တွန်းလေးနှစ်ခုလောက်ကိုဟောဒီနေရာလေးတွေဒီနေရာလေးတွေမှာဟဲဒီနေရာတွေမှာထည့်လိုက်ရင်ဘာလဲဆိုတာကိုမင်းသိလားဒါသုံးပြန်တင်းမောတစ်ခုရဲ့အုံမီးပုံပေါ်မီးလောက်ပေါ့ကွယ်ဟာ ဟယ်လိုဒီနေ့ငါနဲ့ငါတကယ်ချင်း private ဟုတ်ကဲ့ငါတို့ဒီမှာကွန်ပျူတာနဲ့ကုတ်ကီဖောက်ကြမှာကွန်ပျူတာကုတ်ကီဖောက်တယ်ကုတ်ကီစားဖို့မဆောင်နိုင်တော့ဘူးကွာ No Cookie Monster Cookie ပုတ်ဖို့တော့ကွန်ပျူတာမသုံးပါနဲ့ဟာ ရဘူးလား ကွန်ပျူတာဆိုတာချက်လက်ရှာဖို့ဂိမ်းကစားဖို့သုံးရတာမျိုး No ဒါကုတ်ကီဖောက်လို့မရဘူးပေါ့ဒါကိုဆွဲဆောင်ချလို့ခေါ်တာလားမိဖို့ပေါက်ပါပါလား မပါဘူးလေဒါပေမဲ့တခုတော့ရှိရဲ့ကွန်ပျူတာထဲမှာ Cookie ပုံဆွဲလို့ရတယ်ကဲကြည့် ရစမ်းဘာလို့တာလဲ ကဲကြည့် အိုးကြည့်စမ်းအော်လာလိုက်တဲ့ကုတ်ကီကြီးမျက်စိရှိမှချက်ချင်းပေါ်လာတယ်ကွာကြည့်စမ်း ဟုတ် အိုးချောကလက်တွေလည်းရတာပဲငါချောကလက်တွေလည်းကြိုက်တယ်ကုတ်ကီလည်းကြိုက်တယ် Brady ကဲကြည့် Cookie Monster ကွာကွန်ပျူတာ Cookie ကွာ ပါလေ မျိုးလေဖြည်းဖြည်း ငါကုတ်ကီစားခြင်းနဲ့စားမယ်ဘာဖြစ်လဲ ဒါကွန်ပျူတာဖန်သားပေါ်မှာဆွဲထားတဲ့ပုံလေ ဒါဆိုကွန်ပျူတာဖန်သားကိုစားမယ် မရဘူး အဲ့ဆိုနေအမြင်ညင်းတာပဲ တဲ့နင်ကွန်ပျူတာကိုတော့စားလို့မရဘူးလေ ဒါပေမဲ့ငါကုတ်ကီစားခြင်းနဲ့ သိရဲ့နေပါဦး Cookie ရဲ့ဒီမှာငါကြံတစ်ခုရပြီငါတို့ Cookie ကိုပုံနှိပ်လို့ရတယ်